ဖို့ဆောင်ဖြစ်ပါတယ်ခင်ဗျာညာဂျာဆန်ဟင်ကာမသက်ပြန်လဲပြန်ဆိုင်ခါချက်မယ်နော် Oh hello This is my baby. Okay hello Lucy. ဟောလုပ်ပေးပါဦးဆရာပါစာတို့ရဲ့ဆရာမတို့လုပ်ပေးတာဖြစ်ပါတယ်ဆရာမကျေးဇူးပါနော်ဆရာမ thank you နော် God bless you Thank you. ညာisa လို့ကောင်းပါတယ် Okay ကဲဒီဘွဲကတော့Hello. စားလို့ကောင်းလားညစားကြနော်ကန်ဒီမင်္ဂလာပါပင်ပန်းနေပြီလားကဲကျွန်တော်ရဲ့ဆရာဥက္ကရာဖြစ်ပါလေဆရာမမောင်ဖြစ်ပါလေ sorry နော် Okay okay ဒီညစားကြနော်စံပြီးမင်္ဂလာပါဆရာကျေးဇူးပါနော်ကျေးဇူးပါဗျာအဘ thank you နော်ကဲဆောလာစားလို့အဆင်ပြေလားကဲဟုတ်ပြီကဲဟုတ်ပြီဒီမှာငန်းတနီလေး hi ကဲမကောင်းနေလားဘယ်လိုပါစပြပါလဲကျွန်တော်ရဲ့ကောင်းတော့မပေါ်လားကဲဟုတ်ပြီဘာစားလို့ငါစားနော်ဟုတ်ပြီဒီမှာဒါတော့ကျွန်တော်မှာမပြီးဘူးโอเคဒီမှာလှည့်ပါအောင်โอเคပတ်ချင်းโอเคရဲ့တဲ့မှာကိုရဆုံးဖြစ်ပါလေနော်ကျေးဇူးတင်ပါတယ်ဟုတ်ပြီဒီမှာမင်္ဂလာပါစားလို့ကောင်းချရဲ့လားဟုတ်ပြီโอเค Thank you. โอเคဟုတ်ပြီကဲဘယ်လိုလဲအဆင်ပြေကြဖို့ဆရာပုထုအဆင်ပြေလားအဆင်ပြေရင်တော့လက်ခုပ်တန်လေးလက်ခုပ်တန်လေးဟုတ်ပြီโอเคရောလင်းအထူးရတယ်တင်ညစားလို့ကောင်းလားမင်းအဆင်ပြေနော်လက်ွက်ယူလို့လည်းရမယ်ပြောထင်ပါတယ်โอเคဟုတ်ပြီဒီမှာမင်းသားမင်းသမီးတွေဒီမှာဟိုကအကုန်လုံးပုံနေရနော်โอเคစားလို့ကောင်းချရလားအဆင်ပြေလားဟုတ်ပြီမေးတယ်ညစားနော်โอเคကျေးဇူးတင်ချင်းလို့ပြောမှကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်โอเคလုံဒမမအေးလုံဒမမအေးလေโอเคဟယ်လိုကိုပြမောင်စားလို့ကောင်းလားโอเคမမီMary မင်္ဂလာပါနော်စားလို့ကောင်းလားအမေစားကောင်းလားโอเคတတညစားနော်โอเคကဲပါစတာတို့โอเคစားလို့ကောင်းလားပါစတာโอเคညစားတာနော်โอเคကိုထက်ကဲစံပြေလားမင်းငယ် hello ဟာလေလေကဲဟုတ်ပြီနောက်ဆုံးတော့ဖားရတယ်မှာညစားတို့ဖက်ဖြစ်ပါတယ်ညီမအစတာညစားနော်ညီမโอเคစံပြေလားကဲကျွန်တော်ရဲ့ဆရာတော်မစတာတော်ဖြစ်ပါတယ်နော်ဒီချောလေးသမီးလေးဒီမှာအတတလေးဒီမှာဝီလျံ hello say hello okay ပါတယ်တော့ဆရာမတော်လေးလေးဟုတ်ပြီပါနော်ကဲဒါတော့ကျွန်တော်ဒီနေ့ကဲလို့ညနောက်ဆုံးလဲပြီးတော့မှပြန်လာရချင်ပြန်လာပြီးတဲ့ခါလာကျွန်တော်လုံးဆောင်ရဖြစ်ပါတယ်ဦးလျံဟာလိုမင်္ဂလာပါစားလို့ကောင်းလားနော်ဟုတ်ပြီ so Carol last night okay စားတော့ okay hello okay မငါစားနော်တော့ဖုန်းပိုင်ရှင်ဖြစ်ပါတယ်ဖုန်းပိုင်ရှင် okay နော်ဟိုဘက်မှာတစ်ဖွဲ့ဒီမှာတစ်ဖွဲ့နော်ဟာနေရာအဆင်ပြေလားဟုတ်လားရအဆင်ပြေတယ်နော်Yeah, okay. Abhi, how is it? Good? Okay. Thank you everyone. နောက်ဆုံးကတော့ဘာပုံရိုက်ပေးနေတဲ့ကင်မရာမန်ဖြစ်ပါတယ်။သွားလိုက်တိတ်ပေးလိုက်ပါဦး။